အားလုံးပဲမင်္ဂလာပါအမှန်တရားကိုအခြေခံပြီးမျှမျှတတတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Daily Update News Channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့မနက်နောက်ဆုံးရရှိထားတဲ့သတင်းနှစ်ပုဒ်ကိုရွေးချယ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းနိုင်ငံမှာအဖေရင်းဖြစ်သူကသမီးအရင်းကိုလိမ်မြစ်ထုတ်တဲ့သတင်းနဲ့မြန်မာနိုင်ငံသို့73စီလီတာ36.5 သန်းကျော်တရားမဝင်တင်ပို့နေသည့်မှောင်ခိုဂိုင်းကြီးကိုဖော်ထုတ်မိပြီးသက်ဆိုင်ရာအာဏာပိုင်တွေကဖမ်းဆီးနိုင်တယ်ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်။သတင်းတင်ဆက်ချိန်15ရက်9လ2026ဒေတာစံတော်ချိန်မနက်8:00 နာရီပါ။ပထမဆုံးသတင်းအနေနဲ့ကတော့အဖေအရင်းဆိုတာသမီးလေးအတွက်တော့အကာအကွယ်ပေးရမယ်အကြီးမားဆုံးအားကိုးရာဖြစ်ရမှာပါဒါပေမဲ့အသက်12နှစ်အရွယ်သမီးအရင်ကိုမှရရဆက်ဆက်အာဓမပြုကျင့်ခဲ့တဲ့ဖခင်ဖြစ်သူရဲ့လုပ်ရက်ကတော့မိခင်ဖြစ်သူနဲ့အတူထိုင်းတနိုင်ငံလုံးကရှိနေကြတဲ့လူတွေအားလုံးကိုတုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်ကျွန်တော်တို့အခုနောက်ပိုင်းကာလတွေမှာအမြဲလိုကြားနေရတာကတော့အဖိုးအရင်အကိုအရင်အဖေအရင်ဦးလေးအရင်ဗကြီးအရင်စသဖြင့်သူတို့သည်ကိုယ့်ရဲ့မြေအရင်သမီးအရင်ညီမအရင်တူမအရင်ဖြစ်ကြတဲ့အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုခုလိုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာတွေကနေ့စဉ်လိုဆိုရှယ်မီဒီယာပလက်ဖောင်းပေါင်းစုံမှာတွေ့နေမြင်နေကြားနေရတော့တာပါပဲဒီလိုကြမ်းကြောက်လွန်းတဲ့သူတွေကိုသက်ဆိုင်ရာတာဝန်ရှိသူအစိုးရအဖွဲ့အစည်းတွေကသူတို့နဲ့ထိုက်တန်တဲ့ကြီးလေးသောအပြစ်တွေကိုပေးမှသာနောက်လူတွေလည်းသင်ခန်းစာရအောင်ကင်တွယ်ပေးဖို့လိုပါတယ်ခင်ဗျာအဲ့ဒါလို့မဟုတ်ပဲခုလိုညဉ့်ညမ်းတဲ့လုပ်ရစ်တွေကိုလုပ်မိတဲ့အခါဖမ်းဆီးလိုက်ထောင်ထဲမှာထမင်းကျွေးလိုက်ရှော့ရက်တွေနဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးနေခဲ့မယ်ဆိုရင်တော့ဘယ်သူမှတရားဥပဒေကိုဂရုစိုက်မှာမဟုတ်ဘူးဆိုတာအသေးချပါပဲအဲ့ဒါလို့သာဆိုရင်ကျွန်တော်တို့လူပေါင်းလူအတိုင်းဝိုင်းကြီးတစ်ခုလုံးဟာညံ့နှမ်းသွားကြပါလိမ့်မယ်ခင်ဗျာဒီတော့ကျွန်တော်သတင်းကိုတင်ဆက်ပေးပါမယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့နှစ်ကနိုဝင်ဘာလလောက်ကလေးကစတင်ခဲ့တာလို့ဆိုပါတယ်ဖခင်ဖြစ်သူအသက်40ဟာအရက်သေးစာတောက်စားတက်ပြီးအလုံးမလုံးပဲအိမ်မှာပဲနေတတ်သူလို့လည်းသိရပါတယ်မိခင်ဖြစ်သူကတော့နေ့စဉ်အလုပ်သွားတယ်အလုပ်သွားချိန်တိုင်းမှာသမီးလေးကိုသူ့အဖေဖြစ်သူနဲ့သာထားသွားခဲ့ရတာပါဒီလိုအခြေအနေကိုအခွင့်ကောင်းယူတဲ့အဖေဖြစ်သူဟာသူနဲ့သမီးဖြစ်သူနဲ့နှစ်ယောက်တည်းကြံခဲ့တဲ့အချိန်တွေကိုအခွင့်ကောင်းယူပြီးအခုလိုလူမဆန်တဲ့လုပ်ရက်တွေကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်အချိန်တွေကြာလာတော့အဖွားဖြစ်သူကသမီးလေးနဲ့ဖခင်ဖြစ်သူအတူရှိနေချိန်မှာတန်တရားဖြစ်ဖွယ်အပြုအမူတွေကိုစတင်သတိထားမိခဲ့ပါတော့တယ်ဒီလိုနဲ့အဖွားဖြစ်သူနဲ့အမေကသမီးလေးကိုချော့မော့ပြီးမေးမြန်းကြည့်တဲ့အခါမှာတော့ဖခင်ဖြစ်သူကသမီးကိုချိန်ချောက်ထားတာကြောက်လို့ပါဆိုပြီးငိုယိုရင်းနဲ့အဖြစ်မှန်ကိုပြောပြခဲ့ရတာပါဒီလိုနဲ့မိခင်ဖြစ်သူဟာဖခင်ဖြစ်သူကိုဆက်ဆေးမေးမြန်းတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာအဖြစ်မှန်တွေကအားလုံးအမှန်ပဲလို့ဝန်ခံခဲ့ပါတယ်ဒါပေမဲ့သူကကစားတာပါဆိုတဲ့စကားကိုအေးအေးဆေးဆေးပြောလာတာကြောင့်မိခင်ဖြစ်သူဟာလျှော့ရပြီးချစ်ချင်းပဲရဲစခန်းမှာအမှုသွားဖွင့်ခဲ့ပါတယ်ချစ်ချင်းဆိုသလိုပဲတာဝန်ရှိသူတွေကလည်းသမီးလေးရဲ့အဖြစ်ကအမှန်တကယ်ဟုတ်မဟုတ်ဆိုတာကိုစစ်ဆေးမိတဲ့အခါမှာတော့စစ်ဆေးချက်တွေအရသမီးလေးရဲ့လယ်ကွက်နားမှာဒဏ်ရာတွေရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်အခုတော့ကျူးလွန်သူအမျိုးသားကိုလူမှုဖောင်ဒေးရှင်းနဲ့တာဝန်ရှိသူတွေပူးပေါင်းပြီးဖခင်ဖြစ်သူကိုထိုင်းနိုင်ငံဘာပါကွန်မြို့မှာဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်တာဝန်ရှိသူတွေကတော့ဖခင်ဖြစ်သူကိုသမီးအရင်ကိုအာဓမပြုကျင့်မှုခလေးတငယ်အပေါ်လိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့အမှုဖွင့်ထားပြီးတရားရုံးမှာအပြစ်ပေးနိုင်ဖို့ဆက်လက်လှုပ်ဆောင်နေကြပါတယ်သမီးလေးနဲ့မိခင်ဖြစ်သူအတွက်လည်းစိတ်ပိုင်းဆိုင်ရာကုသမှုတွေပေးနိုင်ဖို့တာဝန်ရှိသူတွေကစီစဉ်ပေးနေပြီဖြစ်ပါတယ်မိဘတွေအနေနဲ့သားသမီးတွေကိုအနီးကပ်စောင့်ကြည့်ပေးဖို့နဲ့အိမ်တွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအမြဲတမ်းထားဖို့ဒီသတင်းကသတိပေးချက်တစ်ခုဖြစ်ပါတယ်ခင်ဗျာခုလိုတွေစိတ်ရိုင်းဝင်နေကြတာကလည်း
တချို့အမျိုးသမီးတွေကတက်တော့ဆော့ရင်လိန်အသားပေးပုံစံတွေပဲဆော့နေကြတာတွေကိုလည်းတာဝန်ရှိလူကြီးမင်းတွေကတားဆီးအရေးယူသင့်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံတချို့အမျိုးသမီးတွေပိုဆိုးသူတို့တွေကအဲ့ဒါလိုလုပ်ပြီးတင်တယ်ဒါကိုတဏှာစိတ်ပြင်းထန်တဲ့လူတွေကကြည့်မိရင်စိတ်ရိုင်းတွေဝင်လာခဲ့ပြီးကိုယ်သွေးကိုယ်သားမှတတိမမူမိတော့ပဲဂျားထဲကအရွယ်မရောက်သေးတဲ့သမီးငယ်လေးတွေဘဝကအခုလိုပဲရင်နာစွာနဲ့တစားကံဖြစ်ခဲ့ရပါတော့တယ်ဒီလိုပြုတ်မှုတဲ့လောက်ရမျိုးကိုကျူးလွန်တဲ့ဖခင်အရင်ကိုဥပဒေအရဘယ်လိုအပြစ်ပေးသင့်တယ်လို့ထင်မိပါသလဲမိတ်ဆွေတို့ရဲ့အမြင်တွေထင်မြင်ချက်တွေကိုလည်းကောမန့်မှာရေးသားပေးခဲ့ကြပါဦးခင်ဗျာဆက်လက်ပြီးဒုတိယသတင်းအနေနဲ့ကတော့မြန်မာနိုင်ငံသို့73စီလီတာ36.5 သန်းကျော်ကိုတရားမဝင်တင်ပို့နေသည့်မှောင်ခိုဂိုင်းကြီးကိုဖော်ထုတ်မိပြီးထိုင်းနိုင်ငံအခွန်ဘတ်226 သန်းကျော်ဆုံးရှုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံချင်းရိုင်ပြည်နယ်ချင်းဆိုင်ခရိုင်အတွင်းအခြေစိုက်ပြီးမြန်မာနိုင်ငံဘတ်သို့73စီလီတာပေါင်း36.5 သန်းကျော်ကိုရေလမ်းကြောင်းမှတဆင့်တရားမဝင်မှောင်ခိုတင်ပို့နေသည့်ကွန်ရက်ကြီးတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီးလိုက်ရာနိုင်ငံတော်အခွန်ငွေဘတ်226 သန်းကျော်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်အဆိုပါမှောင်ခိုဂိုင်းသည့်73စီများကိုလာအိုနိုင်ငံသို့တွင်ပို့မည်ဟုစာရွက်စာတမ်းအထောက်အထားများတွင်လိမ်လည်ဖော်ပြပြီးအမှန်တကယ်တွင်မူရေလမ်းကြောင်းမှတဆင့်မြန်မာနိုင်ငံဘက်သို့လမ်းလွှဲကတရားမဝင်တင်ပို့နေခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့ကရဲတပ်ဖွဲ့ဝင်များနဲ့အကောက်ခွန်အရာရှိများပူးပေါင်းကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာလာအိုသို့သွားမည်ဟုလိမ်လည်ထားပြီးမြန်မာနိုင်ငံသို့ဦးတည်နေသည့်စီတင်သင်းမောတစ်စီးပေါ်မှ73စီလီတာ4 သိန်းနီးပါးကိုကနဦးဖမ်းဆီးရမိခဲ့ပါတယ်ယခုကဲ့သို့လာအိုအယောင်ဆောင်ကမြန်မာနိုင်ငံသို့စီမောင်ခိုပို့နေသည့်အခြားသင်းမောများစွာလည်းရှိနေသေးကြောင်းရဲတပ်ဖွဲ့ကယူဆထားပါတယ်ခင်ဗျာမြန်မာနိုင်ငံအတွင်းရှိကြားဖြန့်လုပ်ငန်းများနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းများထံ73စီများရောက်ရှိသွားပြီးရင်းလုပ်ငန်းများပုံမလဲပတ်နိုင်မည်ကိုတားဆီးရန်အတွက်ထိုင်းအမျိုးသားလုံခြုံရေးကောင်စီနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့က73စီကိုမြန်မာနိုင်ငံသို့တင်ပို့ရန်ကန့်သတ်ထားသောထိန်းချုပ်ပစ္စည်းအဖြစ်သတ်မှတ်ထားခြင်းဖြစ်ပါတယ်ထိုင်းရဲတပ်ဖွဲ့ရဲ့ဒုတိယရဲတပ်ဖွဲ့ချုပ်က၎င်းမှောင်ခိုလုပ်ငန်းသည်အတိုင်းအတာကြီးမားသောကွန်ရက်ကြီးတစ်ခုဖြစ်ပြီးယခုကအခွန်ဆုံးရှုံးမှုပမာဏမှာဘတ်226 သန်းကျော်အထိရှိနေပြီဖြစ်သောကြောင့်၎င်းကွန်ရက်နောက်ွယ်မှာအဓိကကြိုးကိုင်သူများနဲ့ဆက်ဆက်ပတ်သက်သူအလုံးကိုတရားဥပဒေအရပြင်းပြင်းထန်ထန်အရေးယူနိုင်ရန်စုံစမ်းစစ်ဆေးမှုများဆက်လက်တိုးချဲ့လှုပ်ဆောင်နေကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာသတင်းတွေကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အနေနဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီလဲသိကျင်တယ်မှန်မှန်ကန်ကန်သတင်းတွေကိုမှစိတ်ဝင်စားပါတယ်ဆိုတဲ့ပရိသတ်အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဘေးနားက notification ပဲအသိပေးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့ကိုလည်းတောင်းဆိုပါတယ်ခင်ဗျာမိတ်ဆွေအပေါင်းစိတ်နှလုံးချွင်ပြုံပြီးတာယာသောမိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျွန်တော်တင်ဆက်တဲ့ဒီဗီဒီယိုတွေဟာမိတ်ဆွေတို့အတွက်အကျိုးကျေးဇူးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်ပြန်လည်မျှဝေပေးဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်ခင်ဗျာအဓိကအားဖြင့်သမီးအမျိုးသမီးများမွေးထားတဲ့ဖခင်မိခင်တို့ရှယ်ထားသင့်ပါတယ်အန်ဒီရဲ့ဆိုတာအချိန်မရွေးကိုယ့်အတွက်လည်းဖြစ်လာနိုင်တာကြောင့်ဒီဗီဒီယိုကိုဆင့်ကဲလုပ်ပြီး share ထားသွားနိုင်ပါတယ်ခင်ဗျာ